Hello အားလုံးမင်္ဂလာပါကျွန်တော်ကတော့နိုင်မီထွတ်ဖြစ်ပါတယ်ဒီနေ့ကျွန်တော်ဆေးချောင်းတက်ဖို့အတွက်လက်မတော်ဆေးတစ်မှာတွားပြီးတော့ကျောင်းအပ်ခဲ့တဲ့ experience လေးကိုငြင်းပြပြချင်လို့ပါဒီနေ့ကကျွန်တော်ဘယ်ချိန်လောက်အရင်ထွက်လဲဆိုတော့ကျွန်တော်တို့10နာရီလောက်ပေါ့10နာရီလောက်အရင်နေထွက်တော့အရင်နေထွက်ပြီးတော့ကျွန်တော်ညီရပေါ့3ရက်အရင်ကနေထွက်လာခဲ့ပါတယ်နေရာလည်းပူတော့ကားလည်းကျက်တယ်ပြီးတော့ပူတာတော်တော်ပူရခင်ဗျဒါပေမဲ့ကျွန်တော်ကျောင်းထဲရောက်သွားတဲ့အခါကျရင်တော့အပင်နေနဲ့လုံးဝအေးချမ်းသွားတယ်လို့ပဲပြီးတော့အထဲထဲမှာလည်းရှင်းရှင်းလင်းလင်းရှိရခင်ဗျပြီးတော့လူကများတော့များတယ်ပထမဆုံးနေ့ဆိုတော့ဒီပထမဆုံးနေ့မှာ19ရက်နေ့လာမှအပ်လိုက်တာမှန်ပါလို့ပြောလို့ရတယ်ကျွန်တော်တို့က19ရက်နေ့ကဘာမှမသိလို့တွားအပ်လိုက်တာတွားလေလူကြီးအများကြီးတန်းစီရတနိုင်ခွဲလောက်တန်းစီရတယ်ခင်ဗျပြီးတော့အဲအကြောင်းလို့ပူလုံးဖုံးတော်မကင်နိုင်အဲ့လိုတန်းစီရတဲ့ဟာတော့တက်ပုံမရလဲနဲ့ကျောင်းအခါတွေပါပြီးပြီးတော့ဖောင်းတွေပါဖြည့်ရတယ်ကျောင်းသားကြီးရောက်ရင်တော့ဖောင်းဖြည့်ရတယ်ပြီးတော့မှကျွန်တော်တို့ငွေတွေဟိုဖြစ်တဲ့နေရာပေါ့ငွေသွင်းတဲ့နေရာမှာကျွန်တော်တို့တွားပြီးတော့တွားသွင်းလိုက်ရတယ်နောက်ဆုံးမှာ sharing လုပ်ပြီးကျွန်တော်ပြန်နောက်နေ့မှာတွားအမဲ့လူတွေတည်ဖို့အတွက်ဆော်ရကြီးနဲ့ကျောင်းအခါအဲ့လိုမျိုးအပါဝင်ကြတော့ငါတို့ဘယ်လောက်ပေးရလဲဆို8000ပေးရတယ်ခင်ဗျာပြီးတော့ဒါလေးလိုလဲဆိုတော့ကျွန်တော်တို့ရဲ့ license တိုက်ပုံကတော့များတော့ကိုရှိလောက်အများကြီးယူပါပြရမယ်ပြီးတော့အမစင်းမိတ်တူရဲ့မူရင်းရဲ့ပြီးတော့အောင်လမ်းမိတ်တူမူရင်းကလိုလားဆိုတော့လိုတော့မလိုပါဘူးဒါပေမဲ့အကြောင်းသားရောက်ပေးရတာမိတ်တူပဲပေးလိုက်ရတာခင်ဗျာဒါပေမဲ့လိုပူတော့ယူသွားဖို့ပြီးတော့အောင်လမ်းလေးလိုပဲပြီးတော့အဖေအမေမှတ်ပုံနေမိတ်တူကိုယ့်ရဲ့မှတ်ပုံနေမိတ်တူအဲ့ဒါတွေကအကြောင်းသားရေးရကိုပေးလိုက်ရတာဖြစ်တဲ့ကြောင့်အဲ့ဒါကတော့တော့မပါမဖြစ်ယူသွားမယ့်ຢာတွေဖြစ်ပါတယ်ပြီးတော့သွားတဲ့နေရာကလမ်းမတော်ဘယ်ညာ ocean ငါတို့ဒီစိန့်ကျွန်း city mall ရှိရဘက်ကို꿰ပြီးတော့လာရလမ်းကျတော့မင်းရဲ့ကြော်စော်လမ်းလို့ခေါ်တယ် location ကိုလည်းကျွန်တော်ဗီဒီယိုမှာထည့်ပေးကြပါတယ်ဟိုနောက်ရက်တွေကျရင်တော့လူနေသွားလောက်ပါပြီဒါတော့ကျွန်တော်ဒီနေ့ကြုံတွေ့ခဲ့တဲ့ experience ကိုပြင်ရှင်းပြပြီးနောက်ရက်တွေအကြောင်းအပ်တဲ့အခါကျရင်လက်ကူအောင်ပြပြပေးဖြစ်ပါတယ်ဆိုဒီလောက်ပါပဲကျေးဇူးတင်ပါတယ်